အားလုံးပဲမင်္ဂလာပါဒီနေ့ဘိုင်းနှစ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဘိုင်းနှစ်မှာဘာလို့ပါမှာလဲဆိုတော့ကျွန်တော်ရဲ့ တိုင်းပြည်ကိုတိစောက်ပါမယ်ပေါ့နော်နောက်ပြီးတော့ခီးလဲထွက်သွားမယ်ဒီဘိုင်းမှာချရတွေတော့တိတ်ပါမှာမဟုတ်ဘူးပြဘာလို့လဲဆိုတော့ချမယ်ပေါ့နော်တိတ်ပြီးတော့အများကြီးပါမှာမဟုတ်ဘူးเนาะကျွန်တော်တိုင်းပြည်စောက်တာကိုပဲအဓိကထားပြီးပြပါမယ်နောက်ပြီးတော့ကျွန်တော်မောအသေးထူထည့်ထားတယ်ပေါ့နော်အဲ့ဒါတော့ဒီ Johnny Mac လို့ခေါ်တဲ့မောဖြစ်ပါတယ်ဘေးနားမှာမြေပုံလေးပေါ်နေရပေါ့နော်ဒီမြေပုံကဘာလို့ရလဲဆိုမြေပုံတစ်ခုလေကြည့်လို့ရတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီတေဝါရဲ့နေရာကို teleport လို့ရတယ်ကျွန်တော်တို့ teleport ခြင်းတဲ့နေရာကိုကျွန်တော်မှတ်ထားလို့လည်းရတယ်ပေါ့နော်တိုက်လို့ရပါတယ်အဲ့ဒါဆိုရင်တော့ရှင်းပါပြီဆိုတော့ဗီဒီယိုလေးကိုစားရကြရအောင်ဒါနဲ့ဒီဗီဒီယိုလေးကိုကျင်းတဲ့ဆိုရှင်တော့ like and subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါကျွန်တော်ဆက်လာခြင်းခီးထွက်ဖို့ကျွန်တော်စကန်ကကျွန်တော်ထွက်လိုက်တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဂိမ်းနဲ့ဆက်ဝင်ခြင်းမရှိသေးတယ်ပေါ့နော်လမ်းလေးခဏလောက်ဝယ်ရှောက်ရသေးတယ်ကျွန်တော်ရင်တော့တိမ့်မိုက်ထားတဲ့စကန်နားလေးရောက်ကိုညာမိုးချုပ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ထညတက်ပြီးတော့အိတ်လိုက်ရတယ်ပေါ့နော်ဂိမ်းနဲ့ဆက်ဝင်ခြင်းနော်အဲ့ဟာနိုးတော့ဒီခီးဆက်ထွက်ခဲ့တယ်ဗောနော်ခီးဆက်ထွက်ပြီးတော့ကျွန်တော်အရင်တော့ဒီကျွန်တော်တက်သွားတဲ့ဓမြစကန်နာကိုကျွန်တော်ရောက်သွားတယ်ဗောနော်အမှကျွန်တော်အဲ့ဓမြအိမ်နဲ့ချမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဗောနော်အဲ့ဒါနဲ့ကျွန်တော်ဓမြအိမ်နာမှာခဏနားပြီးတော့ဓမြအိမ်နဲ့ချဖို့အတွက်လုပ်တယ်ဗောနော်အဲ့နဲ့ကျွန်တော်အဲ့ဓမြစကန်နာကိုကျွန်တော်သွားကြည့်လိုက်တော့ဓမြတွေအများကြီးထွက်လာဗောမြည်ကြည့်ရပါအောင်အများကြီးပဲနော်ကျွန်တော်နောက်ကနေလိုက်လာကျွန်တော်တော့မနေ့ပြေးလိုက်ရတယ်ဗောနော်တေတော့မို့ကန်ကောင်းနေဗျကောင်တွေကအများကြီးပဲပေါ့နော်ကျွန်တော်အဲ့အကြောင်းဝေးရနေဒီကောင်တွေကိုကြောက်ချင်းနေတနက်နဲ့ပြစ်တယ်ပေါ့နော်အနီးကပြစ်ရင်တော့ကျွန်တော်ပဲသိမှာပေါ့နော်ရော့ချက်နောက်ချက်မင်းရော့တိုင်းမင်းတော့ရော့ချက်နောက်ချက်ရော့ကျွန်တော်အမှားပေါ့နော်မြားကောင်နဲ့ကျွန်တော်ချနေတော့ကျွန်တော်ဘာဖြစ်သွားလဲအဲ့ဒါတက်သွားလားမသိဘူးเนาะကျွန်တော်အကောင်ချနေတာဗလားလို့မြင်နေပေါ့เนาะဒါပေမဲ့ကျွန်တော်လည်းမြင်နေအကောင်ချနေတာဗျဒါပေမဲ့အကောင်က damage လည်းမတီးဘူးပေါ့เนาะကျွန်တော်ကြည်တဲ့အနေနဲ့ damage မတီးဘူးဒါပေမဲ့ဟုတ်လည်းမတီးကျွန်တော်တေသွားတယ်ပေါ့တော့ထူးဆန်းနေဗျအဲ့နဲ့ကျွန်တော်မြေပုံကနေပြီးတော့ telephone ပေါ့ပြီးတော့အကောင်ကိုဆက်ပြီးတော့ချခဲ့တယ်ပေါ့เนาะတကောင်ကြီးကြီးပဲကျွန်တော်မနက်မိုးလေးတော့ဓမြစကန်တွေကိုကျွန်တော်ပြန်သွားခဲ့တယ်ပေါ့နော်။အဲဒီဥစားဒီတန်းမရှိတော့အဲ့နဲ့ကျွန်တော်အဖိုးကြီးကျွန်တော်တွေ့တယ်ဗျ။အဲ့ဒီအဖိုးကြီးက damage တော်တော်ပြင်းတယ်ပေါ့နော်။ကျွန်တော်ကိုတတ်သွားတာ။ကျွန်တော်နှစ်ချက်လေးပဲခုတ်ခံလိုက်ရတယ်ပေါ့နော်။တော်တော်မှဆိုးပါတယ်အဲ့ဒါနဲ့ကျွန်တော်တေသွားတယ်ပေါ့နော်။တေသွားတော့ကျွန်တော်အဲ့ခဲနေမှာပြန်စပွန်းပြီးတော့အကောင်ကိုကျွန်တော်ပြန်သွားပြီးတော့တတ်တယ်ဗျ။ဟောတတ်တယ်ကောင်ရောတေလိုက်တယ်တေလိုက်စမ်းအနေကျွန်တော်ဒီစကန်လေးရပစ္စည်းကျွန်တော်ပြောတော့တန်ဖိုးကြီးတော့တိတ်မရှိဘူးပေါ့နော်တန်တယ်ပစ္စည်းတွေလောက်ပဲရှိတာပေါ့နော်အနေကျွန်တော်အဲ့ဒီပစ္စည်းတွေအကုန်လုံးယူလိုက်တယ်ပေါ့နော်ကျွန်တော်ယူလို့ရသမျှပစ္စည်းတွေအကုန်လုံးပြီးတော့ကျွန်တော်အိမ်ကိုပစ္စည်းပြန်လာမယ်ဆိုတလဲပို့လိုက်တယ်ပေါ့မြေပေါ်အဲ့အနေကျွန်တော်အိမ်လေးပြန်ရောအထီဟောလေးဆိုတော့ကျွန်တော်မြေကြီးထဲမှာညံ့နေတယ်ဗျကျွန်တော်ဘာမှလုံးလို့မရဘူးပေါ့နော်အကုန်လုံးကအဲ့ဒီဖြစ်နေရလဲမသိဘူးအဲ့အနေကျွန်တော်တည်သွားခဲ့တယ်ပေါ့နော်တစ်ခေါက်ထပ်ပြီးတော့ဘာဖြစ်တာလဲမသိဘူးပေါ့နော်ကျွန်တော်မြေကြီးထဲညက်သွားတယ်ကျွန်တော်ပြန်ပေါ်လာတော့ဒီမှာမြေကြီးနေရာထဲမှာညက်သွားတယ်ပေါ့နော်အဲ့နဲ့ကျွန်တော်နောက်တစ်ခါထပ်ပြီးတော့လုပ်ကြည့်တယ်ပေါ့နော်ထပ်ပြီးမြရအောင်မလားဆိုပြီးတော့နောက်တနေရာကိုထပ်ပြီးထပ်လုပ်ကြည့်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အပြင်ဘက်မှာထပ်လုပ်ကြည့်တယ်ပေါ့နော်အထဲဘက်မှာဆန္ဒအထဲမှာမြန်ညက်နေရလားဆိုပြီးအပြင်ဘက်ကိုထပ်ပြီးတော့လုပ်ကြည့်တယ်ဗျဒီကလည်းထပ်ပြီးတော့ထက်ညက်ပြန်တယ်ပေါ့နော်အဲ့နဲ့နောက်တစ်ခါထပ်ပြီးတော့ထပ်တည်သွားတယ်ဗျနေရာနဲ့ညက်ပြီးတော့အဲ့တော့တူးဆန်းနေပေါ့နော်ကျွန်တော်နှစ်ခါလုံးလုပ်တာနှစ်ခါလုံးဘာလို့ညက်နေမှန်းမသိဘူးပေါ့နော်အဲ့နဲ့ကျွန်တော်ထပ်တည်သွားပါတယ်တော့လည်းအိမ်ပြန်ပစ္စည်းထားဖို့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့နီလန်အတဲတစ်ခုထပ်စဉ်းစားရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်လွယ်လုံးလုပ်ဖို့ပြအဲ့နဲ့လွယ်လုပ်ဖို့ပဲပစ္စည်းတွေလိုလဲဆိုပြီးတော့ကျွန်တော်လိုက်ပြီးတော့ကြည့်တယ်ပေါ့နော်ပစ္စည်းတော့နည်းနည်းပဲလိုတယ်ပြတက်တာ3လုံးရယ်ဒီနွားသိရေ4ခုရယ်သုံးမွေး2ခုရယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ပစ္စည်းတွေလွယ်လုပ်ဖို့အတွက်ပစ္စည်းရှာဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့နဲ့ကျွန်တော်ပစ္စည်းတွေကိုဒီစခန်းထဲမှာခဏထည့်ခဲ့ပြီးတော့ကျွန်တော်ပစ္စည်းရှာဖို့အတွက်အပြင်ကိုထွက်လာခဲ့လိုက်တယ်ပေါ့နော်မြင်းနေကျွန်တော်လိုက်တက်တယ်ပေါ့နော်မြင်းနေတိုးတွေအကုန်လုံးလိုက်တက်တယ်အဲ့နဲ့ကျွန်တော်မှပစ္စည်းဆုံးပြီလားဆိုပြီးကျွန်တော်တစ်ချက်စစ်ကြည့်တော့ကျွန်တော်မှလေသာ3ခုလိုသေးတယ်ပေါ့နော်အဲ့ဒါတစ်ခုလိုသေးတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လေသာဆက်ချမယ်ဆိုပြီးဆက်တော့ခဲ့တယ်အဲ့ဒါနဲ့ညာမိုးချုပ်သွားလို့တညထိုက်လိုက်ရပါသေးတယ်ရှာနေနဲ့ကျွန်တော်မနက်မိုးလင်းတော့ဒီလိုင်းနေနဲ့ရှောက်ကြည့်လိုက်တော့ဘေးနားမှာစကန်ကြီးတစ်ခုကျွန်တော်တွားတွေ့တယ်ပေါ့နော်အဲ့နဲ့ဒီစကန်ကဘာစကန်လဲဆိုပြီးတော့ကျွန်တော်အနိကကိုနည်းနည်းတွားကြည့်လိုက်တယ်ပေါ့နော်ကောင်တွေကလူကောင်းလားလို့ဆိုတော့ကျွန်တော်တေချာမသိဘူးเนาะကျွန်တော်ကအခုဒီနွားတီလာရှာဆိုဒီကောင်လေးနဲ့မချချင်တော့နီးကပ်ပဲနဲ့တွားကြည့်ဖို့ဆုံးဖြတ်ရတယ်လူကောင်းလားလို့ဆိုတော့တွားကြည့်လိုက်တော့ကျွန်တော်ဒီကောင်လေးကများနဲ့လမ်းပစ်တယ်ဗောနော်အဲ့ဒါနဲ့ကျွန်တော်ကဒီကောင်လေးကလူဆိုးဆိုပြီးတော့နောက်ကိုပြန်ဆုပ်ပြီးတော့ကောင်လေးနောက်မှလာတိုက်မယ်ဆိုပြီးတော့ကျွန်တော်မြေပုံမှာအမှတ်သားလုပ်ပြီးတော့အဲ့နေရာကနေထွက်ခဲ့လိုက်ပါတယ်
အဲ့ဒီစကန်ကနေထွက်လာပြီးတော့တာဝါတိုင်းတစ်ခုသွားတွေ့တယ်ဗောနော်ဒီတာဝါတိုင်းပါလဲဆိုတော့ကျွန်တော်နောက်မှကြည့်မယ်ဆိုပြီးတော့ဘေးနားမှာရှိတဲ့လားတွေကိုကျွန်တော်တတ်တယ်ဗောနော်ဒီလားတွေကနွားသေးပြီးတော့ကျွန်တော်အဲ့ဒါကြောင့်မလို့ကျွန်တော်လားတွေကိုတတ်တယ်တတ်ပြီးတော့ကြည်အောင်တို့ကလေးတွေကိုတော့ကျွန်တော်မတတ်တော့ဘူးဗောနော်ချစ်စရာကောင်းတိတ်လေးတွေတီးအောင်ပေါက်စားလေးအဲ့ဒါနဲ့ပစ္စည်းစုံဝါးကြီးဖြစ်တဲ့အတွက်ကြောင့်မလို့လွယ်လို့ဖို့တဲ့စတယ်ဗောနော်လွယ်ကိုကျွန်တော်မိုက်ပြီးဆိုပြီးတော့လွယ်ကိုအမြန်ဆန်လုပ်တယ်ဗောဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့အမှလွယ်ကလုံးလို့မရဘူးလေဗျာအော်လုံးလို့မရလဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာတိတယ်ဗောနော်လွယ်ကခွက်တင်တေဘယ်နဲ့ရိုင်းယူရနန်ခရက်ကာတာမဟုတ်ဗောနော်ကျွန်တော်တို့ဒီစစ်သားလုပ်တဲ့အင်ဂျင်နီယာခုံထဲမှာလုပ်လို့ရတာဆိုတော့ကျွန်တော်မှစစ်တဲ့တွေပါခြာသွားတယ်ဗောနော်ပစ္စည်းရှာဖို့တဲ့အဝေးလာခဲ့ပြီးမှဘာမှမရဘူးဆိုတော့ကျွန်တော်တော်တော်မှစိတ်ညစ်သွားပါတယ်အဲ့ဒါနဲ့ဒီအနီးနားမှာရှိတဲ့မြားစကန်ကိုပဲဝင်တိုက်မယ်ဆိုပြီးတော့ကျွန်တော်သုံးပြလိုက်ပါတယ်အဲ့နဲ့အကောင်လေးကိုကျွန်တော်စချတယ်ဗောနော်ချကန်ဒီကျွန်တော်ကွန်ပျူတာအဲတက်သွားရှင်နေပြအဲ့အကြောင်းမလို့ကျွန်တော်ရှိတာဖြုတ်ပြီးရိုးထမ်းမဲ့ချရတယ်ဗောနော်မင်းအောက်မှာဘာလုပ်နေပြေးလိုက်တော့အဲ့နဲ့ကျွန်တော်ပြေးလိုက်ကောင်လေးပြန်ပြေးလိုက်နဲ့ကောင်လေးဆက်ချပါတယ်အဲ့နဲ့ကျွန်တော်အောက်ကကောင်လေးရှင်းပြီးတော့တာဝါကောင်လေးဆက်ချလိုက်တိလိုက်တော့မင်းတင်နိုင်လေးလား short chat အကောင်လေးတက်ပြီးတော့ကျွန်တော်ဒီဘေးနာလာတယ်ဘာလို့သတင်းနဲ့လန်းထွေးနေမှာမသိဘူးဗောနော်ကျွန်တော်ဒီကောင်လေးကိုချဒီကောင်လေးရဲ့မွေးထားရတာမသိဘူးပြဓမြရဲ့ဒီကောင်လေးအဲ့နဲ့ဆေးတော့ကလာပြီးနေဆိုပြီးတော့ဒီကောင်လေးကိုကျွန်တော်တတ်လိုက်တယ်မတတ်ချင်ပဲနဲ့ဟိုလည်းတော်တော်ဆိုးဆိုးပဲရဘာဖြစ်နေမှတလွေးနဲ့လိုက်တွင်းနေတယ်ဗောနော်ဒီတသေးလေးတွေအားစတသေးလေးတွေတော့ကျွန်တော်အစတော့မတတ်ဘူးလို့သုံးနေတာဗောနော်အဲ့နဲ့အကောင်လေးကျွန်တော်လုတ်ပေးလိုက်ပါတယ်အကြီးတွေကိုပဲကျွန်တော်တတ်တယ်ဗောနော်အဲ့နဲ့ညာမို့ချုပ်လာပြီဆိုတော့ကျွန်တော်တညအိတ်လိုက်ရပါတယ်နဲ့ကြမှာအကောင်လေးဆက်ချတယ်အဲ့နဲ့သူတာဝါတိုင်းပေါ်မှာရှိတဲ့ကောင်လေးကိုဆက်ပြတယ်ဗောနော်ရောဆုံးမတွေပါရှိတယ်ဗျဘာလို့ဆုံးမတွေပါရှိနေလဲတော့မသိဘူးဗောနော်အဲ့နဲ့တာဝါကောင်လေးကျွန်တော်တကောင်မျိုးကောင်လိုက်ပြီးတော့ပြစ်တယ်ဗောနော်ပစ္စည်းတွေရောယူလို့မရသေးဘူးเนาะဘာလို့လဲဆိုတော့ရန်သူတွေရှိသေးလို့ပေါ့เนาะရန်သူတွေအကုန်လုံးကိုကျွန်တော်တတ်ပြီးတော့မှဒီကောင်လေးရဲ့ပစ္စည်းတွေကိုကျွန်တော်ယူလို့ရမှာဗျအဲ့ဒါမို့ကျွန်တော်ရန်သူတွေကိုလိုက်တက်တယ်တယောက်ပြီးတယောက်နော်ဘရောကိုပြင်းပြင်းတက်လာရင်လည်းအပေါ်မှာရန်သူတွေထပ်တွေ့ရပေါ့เนาะအဲ့ဒါနဲ့အကောင်လေးကိုလည်းကျွန်တော်ဆက်ပြီးတော့ချပါတယ်ကျွန်တော်ဒီမှာဓမြဓာတ်နဲ့ကိုယ်ရကျွန်တော်တေသွားရပါဖြည်းဖြည်းချင်းဒီအဲ့လိုတီလို့ဖြည်းဖြည်းချင်းတက်လာတော့မှပဲကျွန်တော်အပိုင်းခံလည်းရတယ်ပေါ့เนาะအဲ့နဲ့ကျွန်တော်တေသွားပါတယ်တေသွားတော့ကျွန်တော်နေရာမှာပြန်စပိုးပြီးတော့ကျွန်တော်တစ်ခါထပ်ပြီးတော့အောင်လို့လှမ်းချပါတယ်။နော်မတာဝါကောင်လှမ်းချနေတယ်ကျွန်တော်စတွင်းနဲ့လမ်းတွေ့တယ်ဗောနော်ဒီပေါက်စာအော်မတက်ပါလို့ဆုံးပြရတာကိုစတွင်းနဲ့လမ်းတွေ့လို့ကျွန်တော်လည်းစိတ်မပြေတော့ဒီကောင်တက်လိုက်တယ်ဗောနော်။ဒီချစ်စရာလေးဆိုပြီးလာမညာနဲ့ဗောနော်ကျွန်တော်လာလို့ရင်ပြန်တက်ပါအဲ့နဲ့ကျွန်တော်အပေါ်မှာနောက်ဆုံးကြံတဲ့ကောင်ကိုတက်လိုက်တယ်ဗောနော်အဲ့နဲ့အကောင်တည်သွားပါတယ်တောင်ဆုံးမှာတော့ဒီစကန်ကကျွန်တော်ပိုင်ဖြွားတယ်ဗောနော်အဲ့နဲ့ကျွန်တော်ပစ္စည်းတွေအကုန်ယူပြီးတော့ကျွန်တော်အိမ်ကိုပဲကျွန်တော်ပြန်ခဲ့လိုက်ပါတယ်ကျွန်တော်ဒီခီးကိုစားထွက်လာတော့ဓမြစကန်တိမ်မဟုတ်ဘူးပေါ့နော်အစားရွယ်ချက်ကဗလာတော့တည်တယ်နွားရှာဖို့ထွက်လာတာပေါ့နော်ကြည့်ကြပါဦးကျွန်တော်ထွက်လာတဲ့ခီးရေဘယ်လောက်တောင်ဝေးလဲဆိုတော့ကျွန်တော်ပြရပါနော်ဒီနေရာနေပြီးတော့ကျွန်တော်လာတယ်နောက်ပြီးတော့ဒီဓမြစကန်အကြီးကိုရောက်တယ်အကြီးရနေမှာဆက်သွားပြီးတော့အခုသိမ့်မိုက်ထားတဲ့စကန်ကိုရောက်တယ်ပေါ့နော်ဘလို့တော်မှဝေးတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းဒီနေရာနေထွက်လာခဲ့လိုက်ပါတယ်ညနေညမိုးချုပ်သွားလို့ညထိုက်လိုက်ရပါသေးတယ်ကျွန်တော်မနေ့ရောက်တော့ဒီဓမြစကန်ကြီးကိုတိုက်ခိုက်မယ်ဆိုပြီးတော့သုံးပြလိုက်တယ်ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်မှလုံးစရာမရှိတော့ဘူးဗောနော်ပစ္စည်းလေးနည်းနည်းပါထည့်ရအောင်ဆိုပြီးတော့ကျွန်တော်ဒီဓမြစကန်ကြီးကိုသိမ်းပိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ရော့တိလိုက်တော့မင်းတော့ရမှာတော့ရော့ဒီဘာလဲမလဲရရော့ပြီးတော့မလေးညောင်းရောအများကြီးပဲပြီးတော့မှာပဲ Oh my god ပြီးမင်းတို့ကရော့ကျွန်တော်ပေါ်မှာကျဗလာနေအများကြီးပဲရော့မင်းတို့ကပေါ်မှာဘာလုပ်နေလဲရော့နောက်တစ်ချက်ရော့တော်တော်တက်ပြင်းနေကောင်နေပဲရော့မင်းတေးလိုက်တော့မင်းရောမတေးနိုင်ရော့စကမ်းပေါ်မှာတွေပဲ short chat ရော့မထီးဘူးလေမထီးဘူးဟာရောအဲ့ဒီထိသွားပြီရော့တိလိုက်တော့မင်းတို့ဟာရောအများကြီးပဲရော့အဲ့နဲ့ကျွန်တော်စကန်ထဲဝင်တော့စကန်ထဲမှာတော့ဘူးမှမရှိတော့ဘူးအဲ့ဒါနဲ့အပေါ်တက်မှာတက်ကြည့်တော့အများကြီးထွက်လာတယ်ဗောနော်အဲ့နဲ့အကောင်တွေကိုလည်းကျွန်တော်တနက်နဲ့ပြစ်ပါတယ်ရော့ကောင်းနဲ့ကျွန်တော်ဘာမှဆွဲကြည့်မယ်လို့ဆုံးဖြတ်ရတယ်ဗောနော်လှန်နဲ့အမြဲတမ်းနဲ့ပြရတာပြင်းလာပြီဗောနော်အဲ့နဲ့ဒီကောင်ကိုလှန်နဲ့ကျွန်တော်တတ်လိုက်ပါတယ်ရော့တိလိုက်တော့မင်း
哎，有，哎呀，追到没？啊，滴，对，追踪，有，哎呦，ဘာဖြစ်လဲအဲ့ကျွန်တော်အဲ့ရပါဘောနော်ကျွန်တော်အေးတက်သွားတယ်ဗျာမောက်ကအဲ့နေကျွန်တော်မမြဲတမ်းပြေးလိုက်ရတယ်တော်သေးတယ်ကျွန်တော်ဘာမှမဖြစ်လို့နော်ဒီကောင်တွေကအပေါ်ကကောင်တွေကသူကတကားကိုပေးမပွင့်ဘောနော်ပေးပွင့်တဲ့ကောင်တွေကလည်းထွက်လာတာအဲ့နေကျွန်တော်အဲ့တကားကိုဖျက်လိုက်ရတယ်ဘောနော်သူတို့ကပေးမပွင့်တော့ရောတိလိုက်တော့အဲ့နဲ့ကျွန်တော်အပေါ်ထဲကိုတက်လာတယ်ဗောနော်အထဲထဲကိုဝင်တော့ပေါ်ထဲမှာလည်းအများကြီးပဲဗျတော်သေးတယ်ကျွန်တော်ဝိုင်းပြတာကျွန်တော်အောက်ပြုတ်ကြတော့မို့ဗောနော်ရောတိလိုက်တော့ရောချက်နောက်ချက်ရောအဲ့တော့နောက်ဆုံးကောင်ရောမင်းတိလိုက်တော့မင်းပြီးရင်ငါနိုင်ပြီတိလိုက်တော့နောက်ဆုံးတော့ကျွန်တော်စကိုင်းနဲ့တိတ်အောင်ပြီးတော့တိတ်ပိုက်နေသွားတယ်ဗောနော်24ရက်နေ့ခင်းပိုင်းမှာအဲ့နဲ့ကျွန်တော်စခန်းထဲကိုဝင်လာပြီးတော့ကျွန်တော်လိုက်ကြည့်တယ်ဗောနော်ထခန်းဘယ်လောက်ကြီးလဲဆိုတော့နောက်ပြီးတော့ကျွန်တော် PC တွေနည်းနည်းပါးပါးယူတယ်ဒီ PC တွေကအများကြီးပဲဗျအဲ့နဲ့ကျွန်တော်လိုသလောက်ပဲယူပေးလိုက်တယ်ဗောနော်အများကြီးဆိုတော့ကျွန်တော်လည်းနောက်မှပြန်လာယူရတယ်ဆိုတော့ကျွန်တော်အပိုင်ထွားပြီးတော့အေးစေးအဲ့နဲ့ကျွန်တော်အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်ဗောနော်ဒီနေ့ကနေဝေးပဲဗျကျွန်တော်ရင်ဒါပေမဲ့ကျွန်တော်မြန်ဆန်လေးပဲပြန်ခဲ့လိုက်တယ်ဗောနော်လမ်းမှာတညထိုက်လိုက်ရပါသေးတယ်အဲ့နဲ့အိပ်ပြီးတော့ကျွန်တော်25ရက်မြောင်းနေနဲ့26ရက်နေ့မှာကျွန်တော်အိမ်မှာလုပ်စရာရှိတာတွေလုပ်တယ်လုပ်ပြီးတော့ပစ္စည်းတွေလည်းတိန်းတယ်ဗောနော်ပစ္စည်းတွေတိန်းပြီးတော့မှကျွန်တော်မြေပုံကြောင်းလည်းလေးလာခြင်းတယ်ဗောကျွန်တော်မြေပုံကဘာလို့ကျွန်တော်ပို့တာတယ်လီပို့တာနှစ်ခါတောင်ပို့တာဗောနော်ဘာလို့ဟွာဖြစ်တာလဲဗောခဏတီးနေအဲ့နဲ့ကျွန်တော်နောက်ပိုင်းမှာ26ရက်မြောင်းနေမှာကျွန်တော်တိသွားတယ်ဗောနော်ဘာလို့ကျွန်တော်မြေကြီးနဲ့ညသူကအမြင့်ရှိတယ်ဗျလေဟွာဗောနော်တယ်လီပို့ရဲ့နေရာမှာဒီဘလော့အမြင့်ပါညာအဲ့ဒါကိုကျွန်တော်ကအနေဆုံးထားပြီးတော့ကျွန်တော်ကမြေကြီးထဲမှာရောက်သွားတာဗျကျွန်တော်အနေရအဲ့ဒါကြောင့်မလို့ကျွန်တော်မြေကြီးထဲကိုရောက်သွားတာဗောနော်အဲ့နဲ့မြေကြီးညက်ပြီးတည်သွားတာအဲ့ဒါတည်သွားပြီးတော့ကျွန်တော်ဒီပညာရေးပစ္စည်းလုပ်ဖို့တဲ့ပညာသင်ရမယ့်စာအုပ်ဘွဲကုန်လုံးကျွန်တော်လုပ်လိုက်တယ်ဗောနော် research plan လို့ခေါ်တဲ့ဘွဲကုန်လုံးလုပ်လိုက်တယ်လုပ်ပြီးတော့မှအဲ့ဒီဘွဲကုန်ကျွန်တော်ချလိုက်တယ်ဗောနော်တနေရာမှာကျွန်တော်လုပ်ဖို့အတွက်အဲ့ဒီဘွဲကုန်ကိုကျွန်တော်ချပြီးတော့ကျွန်တော်မှရှိတဲ့ဒီစာအုပ်ကိုကျွန်တော်အဲ့ဒီဘွဲကုန်တွေကိုထည့်လိုက်တယ်ထည့်ပြီးတော့မှကျွန်တော်ဗာပညာရေးသင်ရမယ်ဆိုပြီးကြည့်တယ်ဘလို့ပညာတွေကသင်ရမှာအများကြီးပဲနည်းနည်းတော့မဟုတ်ဘူးเนาะကျွန်တော်ပညာသင်ရမှာအဲ့ပညာတွေကိုကျွန်တော်သင်မယ်ဆိုကျွန်တော်သင်လို့ရတဲ့ပညာကိုကျွန်တော်သင်မယ်ဆိုပြီးတော့ပစ္စည်းတွေရှာတယ်ဗောနော်ဘာလုံးနေနဲ့ကျွန်တော်သင်လိုက်တဲ့ပညာမသင်ခင်ကျွန်တော်သမီးဓမြစကန်ကိုတိုက်တော့ကြည်စံနေအများကြီးကုန်သွားတယ်ဗျအဲ့နဲ့ကျွန်တော်ကြည်စံနေနည်းနည်းပါးထပ်လုပ်လိုက်ရသေးတယ်ဗောနော်နာနေလုပ်ပြီးတော့ကျွန်တော်ပညာကိုသင်တယ်ပထမဆုံးနေနဲ့ leadership ဆိုတဲ့ပညာကိုသင်တယ်ဗောနော်ပစ္စည်းလေးသိမ့်မလို့တာနဲ့ဒီပညာကိုကျွန်တော်သင်လိုက်တယ်leadership ဆိုတဲ့ပညာကိုသင်ပြီးတော့ကျွန်တော်နောက်တစ်ခုကဒီစစ်သားလုပ်တဲ့ပညာကိုသင်လိုက်တယ်ဗျဒီပညာကိုသင်ပြီးစစ်သားတွေထုတ်လို့ရတယ်ဗောနော်အဲ့ဒါနဲ့ဒီပညာကိုကျွန်တော်ထပ်ပြီးတော့သင်လိုက်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဗာပညာကိုသင်လဲဆိုတော့စိုက်ပျိုးရေးပညာဗျဒါလည်းလွယ်တယ်ဗျပစ္စည်းတွေအများကြီးမလိုဘူးဗောနော်အဲ့ဒါနဲ့ဒီပစ္စည်းကိုကျွန်တော်ထပ်ထည့်ပြီးတော့ပညာသင်လိုက်တယ်တနေ့ရဲနဲ့ပညာ3ခုလောက်သင်ရဆိုတော့တော်မှတန်တယ်လို့ပြောရရတယ်ဗောနော်ကျွန်တော် day 20 to 28မှာကျွန်တော်ဒီပညာတစ်ခုအတွက်လိုအပ်တဲ့တန်တွေကိုကျွန်တော်လိုက်တူးတယ်ဗောနော်ဟာနဲ့တော့တန်တွေအကုန်နေရာတကာမှာလိုက်ရှာရဲတန်တွေရှာပြီးတော့ကျွန်တော်အပေါ်ပြန်နိုင်မယ်ဆိုအပေါ်ပြန်နိုင်တဲ့အချိန်မှာကျွန်တော်နည်းနည်းပါးရှောက်သွားပြီးတော့ကျွန်တော်ဘာကောင်နဲ့သွားတွေ့လဲဆိုကျွန်တော်အရင်ပထမအပီဆုပ်တော့တွေ့ခဲ့တယ်ဘလူးကြီးနဲ့သွားတွေ့ရပေါ့အကြီးပဲဘလူးကြီးတော်မှကြီးတယ်ဗောနော်ဒီကောင်အဲ့နဲ့ကျွန်တော်အကောင်ကြီးကနေထွက်ပြေးတယ်ဗောနော်မြန်ထွက်ပြေးပြီးတော့မှဒီကောင်ကိုကျွန်တော်တက်ချင်တယ်ဗောနော်အဲ့နဲ့ကျွန်တော်ဒီကောင်ကိုတက်ဖို့အတွက်ဆုံးဖြတ်လိုက်ရဗျဒီကောင်ကိုကျွန်တော်ကြည်စံနဲ့အစမပြတ်ဖြစ်တယ်ဗောနော်တော်ကြည်စံနဲ့တော်တော်တောင်ပုံသွားတယ်ဗျဒီကောင်တော့ဘယ်သက်ရှိတာလဲမသိဘူးမသိနိုင်ဘူးဗျအကြီးပဲဗောနော်ဒီကောင်အဲ့နဲ့ကျွန်တော်ကြည်စံမဖြုံးနေတာနဲ့အတန်တစ်ခုစဉ်းစားမိပဲဗောနော်အဲ့ဒါကတော့ကျွန်တော်ဒီကောင်ကိုဘလော့ဆင်ပြီးတော့တတ်မယ်ဗောနော်ဘလော့ဆင်ပြီးတတ်ဖို့အတွက်ကျွန်တော်တက်ကောင်တော့ဘလော့ဆင်တော့ဒီကောင်ရောက်လာတယ်ဗျအဲ့နဲ့ကျွန်တော်အကောင်ကိုဘလော့ဆင်ပြီးတော့တတ်တယ်ဒီကောင်ကအကောင်ကြီးတာပြောတာဗျဒီကောင်ကိုကျွန်တော်လှန်နဲ့လှမ်းရိုက်တာရိုက်လို့လည်းမရဘူးဗျအဲ့နဲ့ကျွန်တော်ပြင်းချင်းစီအောက်ကိုဘလော့လေးတွေကိုတဆင်ချင်းစီကျွန်တော်ဖြုတ်လာတယ်ဗောနော်ဒီကောင်ကအကြီးတာပြောတာဒီကောင် hit point ကခေါင်းမှမရှိဘူးဗျအဲ့နောက်တစ်ဆင့်ကျွန်တော်ဆက်စင်တယ်
ခုတ်တယ်ခုတ်လို့မရဘူးကြည်အောင်ဒီကောင်ကဘလူးသာပြီးတော့ကြောက်ဖို့လည်းမကောင်းဘူးပေါ့နော်ဘာလို့ကြောက်စရာမကောင်းတာလဲဒီကောင်မျက်နှာကိုကြည့်ကြအောင်အဲ့နဲ့ကျွန်တော်ဖြည်းဖြည်းချင်းဒီအောက်ကိုထပ်ဆင်းတယ်ဒီကောင်မျက်နှာကိုဒီချာကြည့်ပြီးတော့တစင်ချင်းနေစင်းတယ်ပြောနော်အဲ့နဲ့ကြည်အောင်မျက်နှာကိုကြည့်ကြပါဦးရင်ကြီးတွေဘေးနားမှာနှစ်ခုတောင်တက်နေတယ်ဗောနော်လဲမှာလဲဘာကြီးတဲမသိဘူးလဲမှာချောင်းမုတ်ဆက်အဲ့ဒါနဲ့ကျွန်တော်အကောင်ဖြည်းဖြည်းချင်းတစင်ချင်းထပ်ဆင်းပြီးတော့နောက်တော့ရှာတွေ့သွားတယ်ဗောနော်သူ့ hit point ရရင်မှန်နာပါဗျအဲ့နဲ့ကျွန်တော်အကောင်ကိုရှိုက်ပြီးတော့မှနောက်ဆုံးမှာတော့အကောင်နဲ့ကျွန်တော်လက်ချင်းနဲ့တေသွားတယ်ဗောနော်တေသွားတော့ကျွန်တော်သူ့ရှီကဘာလဲဆိုတော့ရွှေပြားလေးရတယ်ဗျရွှေပြားလေးရကျွန်တော်ရွှေပြားလေးယူခဲ့လိုက်တယ်ဗောနော်အဲ့ဒါနဲ့ကျွန်တော်ညာမိုးချုပ်သွားတာနဲ့တညထိုက်လိုက်ရပါတယ်အဲ့နဲ့ကျွန်တော်နောက်ဆုံးမှာတော့ဒီ comment ဆိုတဲ့ပညာကိုကျွန်တော်တင်လိုက်တယ်ဗောနော်အဲ့ဒါတော့လွယ်တယ်ဗျဒီအာယုံအာမိုင်ထည့်ပေးလိုက်ရောပဲဗောနော်ကျွန်တော်အဲ့ဒါနဲ့အဲ့တင်ဖို့တော့ကျွန်တော်အာယုံနဲ့လိုက်လို့တယ်ဗျကျန်တဲ့ဟာတွေရောကျွန်တော်ကပစ္စည်းသိမ်းမရှိသေးတာနဲ့မလုပ်သေးဘူးလို့ဆုံးဖြတ်ရတယ်ဗောနောက်ပြီးတော့လည်းဒါတွေကသိမ့်မလို့သေးဘူးဗျအဲ့နဲ့ကျွန်တော်ဒီပညာတွေကိုမလုပ်ခင်ကျွန်တော်အခုတော့စစ်သားလုပ်ဖို့တဲ့စစ်သားတွေကိုအစာကျွေးရတာတခုကျွန်တော်လုပ်လိုက်တယ်ဗောနော်အဲ့ဒါ town hall လို့ခေါ်တဲ့ဟာဗျအဲ့ဒါကိုကျွန်တော်လုပ်လိုက်တယ်အခုလောဆယ်တော့ကျွန်တော်အိမ်ပြောင်းတော့ပါဗျဒီစကန်မှာကျွန်တော်မနေချင်တော့ဘူးပေါ့နော်ကျွန်တော်ပိုင်လဲမဟုတ်တဲ့ကျွန်တော်အိမ်တစ်လေးဆောက်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်ရပါတယ်အခုတော့ကျွန်တော်စစ်သားတယောက်လုပ်ဖို့ကြည့်လိုက်တဲ့အချိန်မှာစစ်သားလုပ်ဖို့တဲ့စီစီတွေကအများကြီးလိုတယ်ဗျအဲ့နဲ့နောက်မှလုပ်မယ်ဆိုကျွန်တော်ဆုံးဖြတ်ရပါအခုတော့ဆယ်ရောကျွန်တော်ဒီလိုမှကျွန်တော်စကန်ချဖို့အတွက်နေရာလိုက်ရှာရပါဒီနေရာလေးဆင်ပြီးတယ်ကျွန်တော်ဒီနေရာလေးမှာချိန်ချရတယ်ပေါ့နော်တောင်ကုန်းလေးနဲ့မြေယာလေးပြန့်နေဗျအဲ့မှာကျွန်တော်ဒီနေရာမှာနေဝဲဆုံးဖြတ်ရတဲ့နောက်ပြီးတော့ teleport point မှာကျွန်တော်မှတ်လိုက်နောက်ဆုံးတော့ကျွန်တော်ရောက်လာပြီပေါ့နော်ကျွန်တော်နေမဲ့နေရာရောက်လာကျွန်တော်ဘေးနားပိုင်းနဲ့ပတ်ကြည့်တယ်ပတ်ကြည့်တော့အဆင်ပြေတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ဒီနားလေးမှာယာယီတဲလေးခဏဆောက်လိုက်တယ်ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်ပစ္စည်းထည့်ဖို့နေရာဗောနော်အဲ့နဲ့ပစ္စည်းထည့်ဖို့အတွက်ကျွန်တော်ဒီနားမှာယာယီတဲလေးတစ်ခုဆောက်လိုက်တယ်ယာယီတဲလေးဆောက်ပြီးတော့ကျွန်တော်စခန်းဟိုတဲကြီးကိုကျွန်တော်ဖြိုးတယ်ဘာလို့လက်နဲ့လိုက်ဖြိုးနေရလဲဗောမီးရှိုးလိုက်ရကျွန်တော်မီးဘာလို့မရှိုးရဆိုတော့ဒီကသုံးမွေးတွေကိုလိုချင်လို့ဗျဘာလို့လဲဆိုတော့သုံးမွေးကအဲ့ရလို့ကြရတယ်ဗောနော်ကျွန်တော်စစ်သားတွေအတွက်ကျွန်တော်အဲ့ရလုပ်ပေးဖို့အတွက်သုံးမွေးတွေကအများကြီးလိုတယ်ဗောနော်အဲ့ဒါနဲ့ကျွန်တော်ဒီစခန်းတစ်ခုလုံးကျွန်တော်ဖြိုချမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ဒါကျွန်တော်ဒီပစ္စည်းတွေကကျွန်တော်ဟိုစခန်းဖြတ်တော့ရထားတဲ့ပစ္စည်းတွေပေါ့နော်အဲ့နဲ့ကျွန်တော်အဲ့ပစ္စည်းတွေကိုနေရာတကျထားလိုက်တယ်ဗျနေရာကျဆိုတာရေလို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ရှောက်ထားလိုက်တယ်ပေါ့နော်ကျွန်တော်ယာယီစခန်းပြန်နောက်မှအိမ်သေးဆောင်ပါပေါ့နော်အဲ့နဲ့ကျွန်တော်ဒီနေရာမှာပစ္စည်းတွေကိုဟိုဓာတ်တွေဒါရှောက်ထားလိုက်တယ်အဲ့နဲ့ညာမိုးချုပ်တော့ကျွန်တော်ညထိုက်လိုက်ရတယ်နော် day 33ကိုရောက်သွားပြီဗျ day 33မှာကျွန်တော်နေ့တုန်းကလှုပ်လိုက်တဲ့အလုပ်ကိုဆက်လုပ်တယ်ဗောနော်အဲ့ဒါကျွန်တော်မျက်တွေရှင်းလိုက်ဗျဒီနောက်မှာနည်းနည်းမျက်တွေကထူတယ်ဗောနော်အဲ့နဲ့ကျွန်တော်မျက်တွေကိုလိုက်ရှင်းတယ်ရေပုံးနဲ့လိုက်လောင်းတယ်ဗောနော်အဲ့ဒါအမြတ်ဆုံးနည်းလမ်းပဲဗျမျက်ရှင်းတာမျက်ရှင်းပြီးတော့ကျွန်တော်ဒီနားမှာစားစရာစိုက်ဖို့အတွက်စိုက်ပျိုးရေးလုပ်တယ်ဗောနော်အများကြီးပဲဗျကျွန်တော်ဒီနေရာကိုစိုက်ပျိုးရေးလုပ်ဖို့အတွက်ဆုံးဖြတ်ရတယ်မြေနားမှာဆိုရေတွေဒီကောင်တွေဝါတောက်လို့ရတယ်ဗောနော်အဲ့နဲ့ကျွန်တော်ဒီကောင်တွေမှာစိုက်ပျိုးရေးတွေလုပ်တယ်လေတွေထုံတယ်စီးသမျှကျွန်တော်မှရှိတဲ့အစိတွေကျွန်တော်အကုန်စိုက်ပြီးတော့စိုက်တယ်ဗောနော်ကျွန်တော်ပြီးတော့ကျွန်တော်ဒီဟွာတွေပါစိုက်တယ်ဗျရှူဂါကိန်းတွေပါရောစိုက်တယ်ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်စာရွက်တွေလောက်ရမှာဗောနော်အဲ့နဲ့ကျွန်တော်ဒီနားလေးမှာရှူဂါကိန်းပင်လေးတွေပါကျွန်တော်နောက်ထပ်လုပ်လိုက်တယ်ဗောနော်ရှူဂါကိန်းစိုက်ဖို့အတွက်ရှူဂါကိန်းစိုက်ပြီးတော့ကျွန်တော်လယ်သမားလုပ်ချင်တယ်ဗျကျွန်တော်ဟိုစိုက်ကိန်းကိုခဏခဏသွားမကြည့်နိုင်ဘူးဗောနော်အဲ့ဒါနဲ့ကျွန်တော်လယ်သမားကိုတယောက်ကိုလုပ်ဖို့အတွက်သူ့အတွက်အရင်ဆုံးလယ်သမားမလုပ်ခင်အလုံးယုံနေအရင်ဆောက်ပြလိုက်တယ်ဗောနော် cost bound ဆိုတဲ့အားလေးကျွန်တော်အရင်ဆောက်ပြလိုက်တယ်ဗျအဲ့ဒါကိုကျွန်တော်ချက်ချင်းပဲလုပ်ပြီးတော့ဒီစိုက်ခင်းသားမှာတော့ထားလိုက်တယ်ဗောနော်စိုက်ခင်းသားမှာကျွန်တော်သူပဲနေအောင်လုပ်ရမယ်ဆိုတော့ကျွန်တော်ချဲ့ပေးလိုက်တယ်ဗျနောက်မှာတော့အကောင်တွေအကုန်စုံရှိပါတယ်ဗောတိုးတွေနောက်ပြီးတော့ကြက်တွေကြက်တွေပြီးတော့ဝက်တွေနွားတွေအကုန်စုံရှိတယ်ဗောနော်အဲ့ဒါနဲ့သူတို့ကျွန်တော်အစာလေးလိုက်ကျွေးလိုက်တယ်ဗျဒီကောင်တွေအများကြီးပွားလာဘူးတဲ့ဗောနော်ကျွန်တော်အစာတွေအကုန်လုံးတရားဟောင်းရင်းတွေလိုက်ကျွေးလိုက်ပါတယ်အဲ့နဲ့ညာမိုးချိုဝါလို့ကျွန်တော်နောက်ထပ်တညထိုက်လိုက်ရပါသေးတယ်။အဲ့တော်ဒီဘုံမှာတော့ကျွန်တော်အရန်လိုချင်နေလေသမားတဲ့ကိုကျွန်တော်လုံနိုင်ခဲ့တယ်ဗောနော်အဲ့ဒါနဲ့ကျွန်တော်လေသမားရခြင်းပဲကျွန်တော်ရဲ့စိုက်ခင်းမှာဒီကောင်ကိုသွားထားလိုက်တယ်ဗောနော်မထားခင်သူ့ကိုအစာကျွေးပဲဘုံထဲမှာကျွန်တော်အစာရင်ထည့်ပေးလိုက်တယ်ဗျ။သူကအစာမကျွေးရင်လုံးမလုပ်ဘူးဗောနော်။ကောင်တွေကအစာကျွေးမှလုပ်တာဆိုကျွန်တော်အစာတွေထည့်ပေးလိုက်တယ်။ထည့်ပေးပြီးချက်ချင်းပဲကျွန်တော်ရဲ့လေသမားကြီးကိုကျွန်တော်လှုပ်ပေးလိုက်တယ်ဗောနော်ကျုံးပြအရန်ကိုမိုက်တယ်ဗောနော်အဲ့ဒါနဲ့သူချက်ချင်းပဲအစာဘုံကြီးတန်းပြေးပြီးအစာသွားစားတယ်ဗောနော်စားလဲစားပြီးတော့သူ့ကိုကျွန်တော်ဟိုထည့်ပေးတယ်ဒီစပားထိုက်ကြီးကထည့်ပေးတယ်ဗောနော်ချက်ချင်းပဲကြည့်အောင်လှုပ်သွားလှုပ်နေပြီဗျတုံမလမ်းနေဗောနော်ပြီးတော့ကျွန်တော်သူလှုပ်နေပြီဗျကျွန်တော်လှုပ်စရာမလိုတော့ဘူးဗောနော်အဲ့နဲ့သူ့ကိုခြာပေးတဲ့နေရာမှာသူလှုပ်နေတယ်ကြည့်အောင်ပုံလေးကိုကြည့်ရရင်တော့တပားတွေကြွားရနေပြီဗောနော်တော်တော်မှမိုက်ပါတယ်အဲ့ဒီလေရောကျွန်တော်
ကျွန်တော်ရှိမှာပီတူတယောက်ရောက်သွားတော့ကျွန်တော်အရန်အောင်ပြောခဲ့ပါတယ်ကျွန်တော်လက်သမားလုပ်ပြီးတော့ဟိုဘက်ချမ်းကိုကျွန်တော်ခဏသွားကြည့်တယ်ကျွန်တော်ဘက်ချမ်းမှာပါရှိလဲဆိုကျွန်တော်ခဏသိကျင်တာနဲ့ဒါလေးထိုးပြီးတော့သွားကြည့်လိုက်တယ်အဲ့နဲ့ဟိုဘက်ချမ်းလေးရောက်တော့ထူးဆန်းတဲ့နေရာတွေ့တယ်ပြအမှဇောင်းမီကြီးရှိတယ်ဗောနော်အဲ့ဒါနဲ့ကျွန်တော်အဲ့ဇောင်းမီကြီးကိုကျွန်တော်အကုန်တပ်ပလိုက်တယ်ဇောင်းမီကြီးကိုတပ်ပြီးတော့ကျွန်တော်ဒီထဲမှာစပွန်နာတွေတွေ့တယ်ဗောနော်အလဲကောင်တက်တယ်မှာအဲ့ဒါနဲ့အဲ့စပွန်နာတွေအကုန်လုံးကိုကျွန်တော်ဖြတ်ပလိုက်တယ်ဘာလို့ဖြတ်လိုက်တာဆိုဇောင်းမီကြီးစပွန်မှာဆိုလို့ဗောနော်ကျွန်တော်တိတ်ပြီးတော့မရှင်းနိုင်အဲ့စပွန်နာတွေကိုကျွန်တော်အကုန်ဖြတ်ပလိုက်တယ်ဖြတ်ပြီးတော့ကျွန်တော်ညာမိုးချုပ်လာတယ်ညာမိုးချုပ်လာတဲ့ကျွန်တော်အိမ်ကိုအမြန်ပြန်ပြီးတော့ပြန်အိတ်လိုက်တယ်ဗောနော်အိတ်ပြီးတော့ကျွန်တော်ပညာရေးထက်တင်တယ်ဗျပစ္စည်းတွေနည်းနည်းပဲလိုတယ်ပညာရေးဗောနော်ပထမဆုံးပညာဒီခြေရေးပြပါပညာဗျနောက်တစ်ခုကတော့ invention ပညာဗျ invention ပညာကိုလည်းကျွန်တော်သင်လိုက်တယ်ဗောနော်ပစ္စည်းနည်းလို့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါခင်ဗျအကြည့်စုပေးခဲ့ကြတဲ့တရားရှိနေတိုင်းကိုကျေးဇူးတူတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ